安迪面，安迪面，嘿，不တူတွေတော့ငါအရှိမငါနာမည်တကြောကြောအော်နေတာကဘတူတွေတော့ဟေးလာပြီ 德里面，冰球里，冰球，冰球， ဟာငါတို့လေးပြုံးချိုငါမှတ်တော့မမှတ်မိဘူးအင်ရှာအော်နေဘတူကြီးလဲလို့ကြည့် 冰球嘛，冰球，黑眼睛的人也别。 အော်ငါငငယ်ဟိုင်းကလေးကလာစနေတယ်ဒါနဲ့နေအောင်ဒီချင်းသားနေဒီဘာလာလောက်ကြရတော့ 德里大姐唔输要 ဟော 我， ဆူစရာလားတော်လဲတောက်ဆူစရာလား 大妹嘛哭了。 ဟာတားရဲ့တားကိုလေတော်လေးတို့မျက်စိထဲမှာတိတ်သေးလေဟုတ်ပါဘူးတားကိုလေတော်လေးတို့မျက်စိမှာငငယ်လေးပဲမြင်နေတားမိမပါခိုးလာပြီဆိုတော့အခုဘယ်လိုလုပ်ကြမှာတော့ 不如嘛咯，大德里路西嘛，嘟嘟你嘛，喏。 ဘယ်လိုလုပ်ဖြစ်မှာလဲတားရဲ့ အဲ့ဆိုဒေါ်လေးကတားတော့မနေစီချင်ဘူးပေါ့ အဲ့လိုလည်းမဟုတ်ဘူးလေတားရဲ့တားဘက်ကမိဘတွေကလေးဘက်ကမိဘတွေတားတော့ငယ်လေးဆိုတော့လေမိဘနှစ်ပါးရန်ရှာလာလို့ရှိရင်မှတော်လေးပဲကောင်းချင်းပါတားရဲ့ ရလေဒေါ်လေးကတားတော့မနေစီချင်ဘူးဆိုတော့လေတားမနေပါဘူးတခြားမျိုးအိမ်စီပဲတွားလိုက်တော့မယ်တားတော့မျိုးမှာဒေါ်လေးမရှိတော့ဘူးလို့မဲ့လိုက်တော့မယ်လာတွားမယ် ငါလည်းမခံထိုင်းနဲ့လှုပ်ချင်လို့ပြီးလမ်းမရောက်ကြအောင်မယ်တားရဲ့တာလာဘယ်မှာသွားမနေနဲ့တော့လာတော်လေးနဲ့ပဲနေကြတော့ဟုတ်ပြီလားကဲလာတမျိုးလာဟဲ့တွားတားတော့တော်လေးတစ်ခုပြောဦးမယ်တားတော့ကတော်လေးမှနေမှာဆိုတော့တော်လေးစီကန်းကိုတော့လိုက်နာရမယ်နော်သမီးဒီနေ့ကစပြီးတော့တော်လေးနဲ့ပဲအိပ်ရမယ်တားတော့တားတက်အိပ်ဟုတ်ပြီလား အာမြောင်ဒေါ်လေးကလေချစ်လို့ပဲခေါ်လာပါပြီချုံနမ တိတ်ဆန်းတာချစ်လို့ပဲခေါ်လာကြိုက်လို့ပဲခေါ်လာတရားဝင်မှင်္ဂလာမဆောင်တရွေ့ရတော့အတူတူအိတ်ခွင့်မပေးနိုင်ပါဘူးတားရဲ့နှမတားချင်းစာနာမပေါ့ကဲဘာမှပြောမနေနဲ့နင်ခဏမအထုတ်တွေတော်ထားသမီးနေလိုက်အောင်ပြောစရာရှိတယ်တွား အဲ့ကြောင့်မလို့ဒေါ်လေးကပြုတ်ပြီးဖြစ်နေရ ငါလုပ်လိုက်ရသမီး ရှင် ဒေါ်လေးသမီးကိုပြောစရာရှိလို့ ဟုတ် ဒါတွေအစ်စ်တွေလိုက် ရှင် အော်တခြားကြောင့်မေးတာမဟုတ်ပါဘူးသမီးရဲ့ဒီအချိန်ဒီအခါမှာလေဒါတွေဝတ်ထားတာကိုအန်ဒီကိုဖိတ်ခေါ်တယ်လို့ပဲသမီးရဲ့အဲ့ဒါကြောင့်ဒေါ်လေးကစေတနာတန်လေးနဲ့လေဖြုတ်ပြီးတော့တင်ထားပေးမလို့ပေးဖြုတ်ပါသမီးအော်အစ်စ်တော့သမီးချွတ်အဲ့ဒါချွတ်အော်ကဲပဲသမီးရဲ့ဒေါ်လေးချွတ်ပါမယ်ကြားတာ နေဝင်ချိန်တွေသူရှိမယ်ဒီကဘာပေါ်မှာမပဲချစ်လို့မွားမရာမမောင်နဲ့သူနေရပြောလိုက်ရင် ပြောတယ်မားလေမောင်ရှိရဲ့နေရာတိုင်းကိုနှစ်ပြီလို့ မောင်ကလေမငင်းဝေတော့မအောင်ရမ်းစိတ်ပူတာပဲ ဟဲ့နင်မညင်းဝင်မှာပဲစိတ်ပူမနေနဲ့ဒီမှာဒီခက်ဒီကာလာကြီးမှာလေဒါပြမှာလဲစိတ်ပူကြအောင် ဟာဒေါ်လေးကလည်းမမိုင်လက်ဝက်လက်စားဒေါ်လေးစီမှာအများကြီးကြံသေးရဲ့လေ အမလေးဟဲ့အဲ့ဒါကိုနင်ကတသက်စာများထင်နေတာလားကုန်ပြီ ကုန်ပြီ အေး ဟာဒေါ်လေးကလည်းတားတော့မှတားမမနဲ့လက်ထပ်ပြီးသွားတဲ့ခါကြိုက်လေအဲ့ဒါလေးတို့သူ့ခွဲရောင်းချပြီးဟန်နီမူသွားပါမယ်ဆိုနေမှာ ဘာဟန်နီမွန်းလဲဒီမှာလောလောဆယ်ကလေဒါပြေးဖို့အရေးကြီးတာဟဲ့ဟန်နီမွန်းကအရေးကြီးတာမဟုတ်ဘူးအလုတ်ကလေးဘာလေးလုပ်ဖို့လဲလေခေါင်းနဲ့ထည့်ထားကြအောင်ငါဒါပဲပြောချင်တယ်ဒီမှာငါအပြိုကြီးငါဘဒူးမှလှုပ်ကြွေးတာမဟုတ်ဘူးငါတယောက်လှုပ်စားလေးနဲ့အကုန်လုံးစားတော့မျိုးဆိုလို့မရဘူးခေါင်းနဲ့ထည့်ကြအလုပ်လုပ်ဖို့ငါဒါပဲပြောမယ် မောင်ဘလို့လုံးကြမှာလဲအခုပြောရင်တော့ဗိုက်စားနေပြီ ဟောဘယ်လိုလုပ်ရမှာလဲမောင်ယောက်ျားဆိုတော့လုံးလုံးရမှာပေါ့ မောင်တော်လုံးမယ်ဆိုရင်မလည်းလုံးမယ်မောင်တစ်ချမ်းမေတည့်ရဲ့ အဲ့ကြောင့်ချစ်နေရတော့ဘွာ ဟေးရွယ်ဆောင်ဘာလို့လဲမ ခဲနေပန်းပွင့်ဘလို့ရအောင်လား အပတ်ပွင့်လာ2000ပါရှင့် ဟမ်ဈေးကြီးတာထောင်းလိုက်ထားလိုက်ရရင်ယူမယ်မရရင်မယူဘူး 1500တော့မရအောင်မဝတ်ထားရွှေလဲအားနာပါဦး ဘာလို့အားနာရမလဲနင်ပန်းပွင့်လဲကြည့်လိုက်အောင်လက်တော့တာမှမဟုတ်တာငါနင့်ကိုတနာလို့အားပေးတာ ပေးလိုက်ပါမယ် မမဘယ်လိုလဲရောင်းကောင်းလား ဒီလိုပါပဲ ပြင်ပန်းသွားရင်လည်းတူတယ်ဟေးမအမောင်လေးမောင်ရင်ကြီးပြောတာရှိလို့ ဘာလို့ကနေလူမြင်ပြီးရှိမှာ Where you marry me? Yes. Oh, ငါတို့ပြောရှင်နေအောင်လည်းမထားနိုင်ဘူးချမ်းသာနိုင်အောင်လည်းမထားနိုင်ဘူးငါတစ်ခုခုလုံးမဖြစ်တော့မယ် ဟဲ့ထုံးမိုးတွေ
နဲ့ဒါဘယ်တော့ ဟောတော်လေးကလည်းသွားတော့မယ်လေနှုတ်ဆက်ခဲ့ပါရဲ့နော် ဘလို့နှုတ်ဆက်ခဲ့ပါလေငါတို့တော့အတော်နဲ့နေရတာကိုမပြောလို့လားရင်အတော်ပူညာပြောတာစိတ်ညစ်လို့လားပေါ့စပါစီလောက်တာကိုစိတ်ညစ်လို့လားလို့ပြောပါငါတို့ရဲ့ငါတို့အတော်ကပြောတယ်ဆိုတာကလေငါတို့ကောင်းစီချင်လို့ပါစိတ်စီချင်လို့မဟုတ်ပါဘူးပြီးတော့တကိုယ်လေးတမဖြစ်တဲ့အတော်ကလေငါတို့လည်းမရဘူးပဲအဖော်လေးပြုတ်ပြီးနေရလေငါတို့ကသွားရမယ်ဆိုအတော်ကဘယ်လိုလုပ်စိတ်ကောင်းပါလဲငါတို့ရဲ့ အော်တော်လေးရဲ့တားတို့သွားတော့မယ်ဆိုတာလေပြန်မလာတော့လို့ပြောတာမဟုတ်ဘူးတော်လေးကိုပြောဖူးရလေတားတို့လင်မယားနဲ့ဟန်နီမွန်းထွက်မယ်လို့ပြောရလေတော်လေးကလည်းပြိုကြီးပြီးသားလိုက်တာသွေးတွေလွန်နေရောပဲ ဟန်နီမွန်းထွက်မယ် အေးလေ ဘယ်ကိုထွက်ကြမှာတော့ ဟောတော်လေးအဝေးမဟုတ်ပါဘူးတော်လေးစီတာရောက်နေလေတားတို့လင်မယားနဲ့ကရန်ကုန်မြို့ပေါ်တော့ရောက်ဘူးတာမဟုတ်ဘူးအဲ့ဒါဟန်နီမွန်းအနေနဲ့အဲ့ကိုပဲသွားကြမလို့မြို့ပေါ်တက်မလို့ ဟဲ့နင်တို့လည်းမင်းနှစ်ယောက်ကအခုနေတဲ့တန်လင်းတော့နှောက်မတွားတတ်တဲ့ဟောက်မြို့ပေါ်တွားမယ်ဆိုတော့မြင်းကြမကူတတ်လို့လေမော်တော်ဘီကဖန်ခံနေအောင်မယ်နော် ဘာမှစိတ်မပူနဲ့ဟောဒီမှာ Visit 77 application ရှိတယ်သူကလေရန်ကုန်မြို့ကြီးရဲ့ level ဇရာတွေအပြင်စားတော့ဆိုင်တဲ့ hotel တွေကိုလိပ်စာမြေပုံ Google Map နဲ့အတိအကျတွဲလက်လမ်းညွှန်ပေးထားမှာမလို့ရှားဖွေရသွားလာလွဲကူတယ်တော်လေးရဲ့ နေပါဦးနင်ကဒါတွေကိုဘယ်လိုလုပ်သိနေရတော့ ။အော်အဲ့ဒါလားဟိုးအရင်တော့သူငယ်ချင်းနေနဲ့လေပကံအတူတူတွဲလေတော့က Visit 77 application ကိုသုံးပြီးတော့ပဲအဆင်ပြေပြေလျှောက်လိုက်ခဲ့ကြတာအခုဆိုရင်လေ Visit 77 application လေမြန်မာတနိုင်ငံလုံးလျှောက်လေလို့ရတဲ့နေရာတွေမှန်သမျှအကုန်လုံးလမ်းညွှန်ပေးထားတာမို့လို့အဆင်ပြေပြေလျှောက်လေလို့ရတယ်တော်လေးရဲ့ မဲနင်ကဒီလိုကြတော့လေတဲဟုတ်နေပါလား ဟုတ်နေရမယ်လေတော်လေးကလည်းအခုစင်မြန်မာနိုင်ငံတင်မကတော့ထိုင်း VN စင်ကာပူတို့လိုအာဆီယံနိုင်ငံတွေမှာလည်းအသုံးပြုလို့ရတယ်အခုလက်ရှိ application မှာဆိုရင်လေထိုင်းမြန်မာအင်္ဂလိပ်တရုတ်ဆိုပြီးတော့လေဘာသာစကားလေးမျိုးနဲ့အသုံးပြုလို့ရတယ်တော်လေးရဲ့ ဟဲ့ဒါဆိုရင်ဒေါ်လေးတို့နိုင်ငံခြားတော်လို့ရှိရင်မြစ်စစ်တငယ်နတ်တငယ်မဖြစ်တော့ဘူးပေါ့ အေးဘောခုနားလေတဲ့ဘာသာစကားနဲ့အသုံးပြုပြီးလျှောက်လေရုံပဲမဟုတ်ပါဘူးတော်လေးလိုပြိုကျအိမ်ထဲအိမ်ပြင်တော်ထွက်တော့မဟုတ်ပဲနဲ့ဘယ်ကိုလျှောက်လေအောင်မှာတော့တော်လေးကိုပြောနေပဲဘတ်စကားနောက်ကျနေပြီလာသွားမယ်မမ နေငါတို့တောင်းမယ်ဆိုလေအတော်လဲလိုက်ရှင်နေအတော်လဲမြို့ပေါ်မရောက်တာကြာပြီရှေ့တကောင်ဖျားလဲဖူးကျင်တယ်လေအတော်ခေါ်တော့နော်လို့အတော်လဲလိုက်မယ်နော် မောင်အတော့ပိုင်းမလွတ်လပ်တော့နော်တခုခုလို့အောင် တော်လေးတားတို့ကလေရွှေတကုံတို့တရိษံဥယျာဉ်တို့လဲတဲ့အပြင်လေချောင်းတောင်ပါခီးဆက်အောင်မှာဆိုတော့တော်လေးအဝတ်စားများများထည့်လို့ရအောင်တော့ထည့်ခဲ့ကြည့်ပါလား အဲ့ဆိုခေါ်မယ်ပေါ့ ခေါ်မှာပေါ့ အဲ့ဆိုဟုတ်ပြီဒေါ်လေးဝဆိုင်အများကြီးထားခဲ့မယ်ဒီနေရာတော့ဟိုရောက်မှဝင်မယ်လေ အေးရရ ဟုတ်ပြီထက်မယ်ဟောတော်မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်းမိမိရဲ့လုပ်ငန်းလမ်းညွှန်ကို Visit 77 Digital Travel Platform မှာအခမဲ့ထည့်သွင်းလို့ရပါတယ်နော်